သမီးလေးတီးခံစောင့်ဆိုင်တတ်ဖို့ဘယ်တော့မှနောင်မကြသေးဘူးနော်ကိစ္စအတော်များများဟာစိတ်မရှိသီးမခံနိုင်လို့ဖြစ်ကြတာများတယ်တခါတလေအိမ်သားအချင်းချင်းမိတ်ဆွေတငယ်ချင်းအချင်းချင်းပြောလိုက်တဲ့စကားတစ်ခွန်းစကားလုံးတစ်လုံးပေါ်မှာကိုလိုရာဆွဲတွေးပြီးမခံခြင်းဖြစ်တတ်တယ်ဒါငါ့ကိုအထင်သေးတာနှိမ်လာလို့တွေးပြီးဒေါသထွက်လာတတ်တယ်အဲ့ဒီဒေါသအတ္တမာနကိုသတိအတိနဲ့ထိမ့်ဖို့စိတ်မရှိသီးမခံနိုင်တော့ပဲမာကြောပြန်တုတ်ပြန်လိုက်မိတယ်မလိုအပ်တဲ့အခြေအနေမျိုးတွေဖြစ်ကုန်တော့တာပေါ့တခါတလေအထက်လူကြီးမိဘဆရာတွေကသူ့အမြင်သူ့အတွေးနဲ့ကောင်းစေခြင်းလို့ပြောပေနဲ့ကိုယ့်ရဲ့အခါစိတ်ကစေတနာကိုနားမလည်ပဲမခံခြင်းဒေါသဖြစ်ပြန်ရောအကြောင်းကြောင့်ဖြစ်လာတတ်တဲ့ဒေါသအခြေအနေအပြောင်းအလဲအခွင့်အရေးစတာတွေကိုစိတ်ရှိရှိသီးခံမဆောင်နိုင်လို့အကျိုးရုပ်ဆုံးရှုံးခဲ့ရတာလေဖြစ်တတ်ပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်သီးခံဆောင်တတ်ဖို့ဘယ်တော့မှနောင်မကြသေးဘူးဆိုတာသမီးလေးသိအောင်ဖေဖေပြောပြခြင်းနဲ့